မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်ဇာတ်လမ်းကတော့လူတစ်ယောက်ရဲ့အသက်ရှင်တန်ပုံဟာတဘာဝတရားကြီးကိုစန့်ကျင်ပြီးပြောင်းပြန်ဖြစ်နေခဲ့ရင်ဘာပဲဖြစ်လာမလဲဆိုတာပါပဲကျွန်တော်တို့အားလုံးဟာကလေးဘဝကနေအိုမင်းချင်းစီကိုသွားကြတာပါဒါပေမဲ့ဒီဇာတ်လမ်းတွေကလူသားကတော့အဖိုးကြီးဘဝနဲ့မွေးဖွားလာပြီးကလေးဘဝနဲ့အဆုံးသတ်သွားခဲ့တာပါသူကဘာတူလဲသူ့ရဲ့ကံကြမ္မာကဘလောက်တောင်စမ်းကြယ်နေမှာလဲဇလန်က1980ခုနှစ်နယူးအော်လင်မြို့မှာစတင်ခဲ့တာပါပထမကမ္ဘာ့စစ်ကြီးပြီးဆုံးသွားတဲ့အောင်ပွဲခံရမှာဘင်ဂျမင်ပတ်တန်ဆိုတဲ့ကလေးလေးကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့သူ့ကိုမွေးဖွားပြီးတာနဲ့မိခင်ဖြစ်သူကဆုံးပန်းသွားခဲ့တယ်လို့ဖခင်ဖြစ်သူသောမတ်ပတ်တန်ကလည်းကလေးကိုမြင်လိုက်တဲ့အချိန်မှာကြောက်လန့်တရားနဲ့လွှင့်ပစ်ဖို့အထိကြံစည်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့မွေးကင်းစကလေးလေးရဲ့ရုပ်ရည်ဟာအသက်80ကျော်အဖိုးကြီးတစ်ယောက်လိုအရေပြားတွေတွန်းလက်စပင်းတွေဖြူဖွေးပြီးအယိုးအစ်စ်တွေကလည်းတက်ကြီးရွယ်အိုတယောက်လိုအားနေလိုပါပဲသောမတ်စာဒီမိစကလေးကိုမြစ်ထဲပစ်ချဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့လူအိုယုံတစ်ခုရဲ့လေကိုင်းထစ်မှာစွန့်ပစ်ထဲပါတယ်အဲ့ဒီမှာကွီနီဆိုတဲ့ကျင်နာကတ်တဲ့အမျိုးသမီးကဒီကလေးကိုတွေ့သွားပါတယ်လူတိုင်းကဒီကလေးဟာမကြခင်သေတော့မှာပဲတော့ပြောကြပေမဲ့ကွီနီကတော့ဖျားသခင်ပေးတဲ့ကလေးပဲဆိုပြီးသူ့သားအရင်လိုပြူးစုပြိုးတောင်ခဲ့ပါတယ်ထူးခြားတာကဘင်ဂျမင်ဟာတေမသွားပဲတရက်ထက်တရက်ပိုပြီးကြမ်းမာလာခဲ့ပါတယ်သူဟာဘီးထက်ကလာထွင်ပေါ်မှာအဖိုးကြီးရုပ်နဲ့နေရင်းကနေတဖြည်းဖြည်းလောင်းလျှောက်နိုင်လာတယ်အမြင်အာယုံတွေကြီးလင်းလာတယ်စမ်းကြဲတာကတော့သူဟာအသက်ကြီးလာလေးလေးပိုပြီးနုဖြိုလာလေးလေးပါပဲသူအသက်12နှစ်အရွယ်ရုပ်ကတော့အဖိုးကြီးပေါ့ဒါပေမဲ့ဒေးစီဆိုတဲ့ကောင်မလေးနဲ့စတွေ့ခဲ့ပါတယ်ဒေးစီဟာဘင်ဂျမင်ရဲ့ရုပ်ရည်ကိုကြည့်ပြီးကြောက်မသွားပဲသူ့ရဲ့အတွင်းစိတ်ကခလေးတယောက်ဆိုတာကိုသိမြင်ခဲ့တဲ့တူးတဲ့တော်သူပါဒါပေမဲ့ဘင်ဂျမင်ကတော့သူ့ရဲ့စမ်းကြဲတဲ့ဘဝကိုရှာဖွေဖို့အတွက်သင်္ဘောတစ်စီးမှာအလို့ဝင်ပြီးကမ္ဘာပတ်ဖို့ထွက်ခွာခဲ့ပါတယ်သူဟာရုရှားမှာအချစ်ဦးနဲ့တွေ့ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကြီးရဲ့ကြောက်စရာကောင်းတဲ့တိုက်ပွဲတွေကိုရင်ဆိုင်ခဲ့ရတယ်သူဘလောက်ပဲဝေးဝေးရောက်နေနေဒေးစီစီကိုတော့မင်းကိုတတိယနေတယ်ဆိုတဲ့ post ကလေးတွေအငဲပို့ခဲ့တယ်နှစ်တွေအကြာကြီးဖြတ်တန်းခဲ့တဲ့နောက်ပိုင်းမှာတော့ဘင်ဂျမင်ဟာပူပြီးခန့်ညာနှုတ်ပြိုလာပြီးဒေးစီဟာလည်းအရွယ်ရောက်သောမင်းသမီးချောလေးဖြစ်လာပါတယ်အလားဆုံးအချိန်ကတော့နှစ်ယောက်လုံးရဲ့အသက်အရွယ်နဲ့ရုပ်ရည်ကအလဲဘဲဟန်မှာစုံတဲ့အချိန်မှာနှစ်ယောက်လုံးအသက်40နားနီးတဲ့အချိန်မှာဘင်ဂျမင်ကလည်းအញ្ញမ်းခန့်တဲ့လူရွယ်ဒေးစီကလည်းအလားဆုံးအရွယ်ပေါ့နှစ်ယောက်လုံးဟာကမ္ဘာပေါ်မှာအပျော်ဆုံးစုံတွဲအဖြစ်အချိန်တွေကိုဖြတ်တန်းခဲ့ကြပြီးသမီးလေးကယောက်တောင်ထွန်းကားခဲ့ပါတယ်ဒါပေမဲ့ဒီပျော်ရွှင်ခြင်းတွေရဲ့နောက်ခန်းမှာရင်နာစရာအမှန်တရားကြီးကစောင့်ကြိုနေပါသေးတယ်ဘင်ဂျမင်ဟာသိနေခဲ့တယ်သူဟာတနေ့မှာခလေးပြင်ဖြစ်သွားတော့မှာဆိုတာသူဟာသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုရောင်းချပြီးဒေးစီနဲ့သမီးလေးတွေထားခဲ့ပြီးအဝေးကိုထွက်ခွာခဲ့ပါတယ်ဇလန်ရဲ့နောက်ဆုံးမှာတော့တကယ်ကိုမျက်ရည်ကျစရာပါဒေးစီဟာအိုမင်းရင်ရာနီရဲ့အဖွားကြီးဖြစ်နေတဲ့အချိန်မှာဘင်ဂျမင်ဟာတော့ဘာမှမမှတ်မိတော့တဲ့10နှစ်သားကလေးလေးဖြစ်သွားပါတယ်နောက်ဆုံးမှာတော့ဘင်ဂျမင်ဟာဒေးစီရဲ့ရင်ခွင်ထဲမှာပဲအချင်းချင်းကိုစိုက်ကြည့်နေခြင်းကလေးငယ်တယောက်အဖြစ်နဲ့ဘဝကိုအဆုံးသတ်သွားခဲ့ပါတယ်ဒီဇလန်ကိုကြည့်ပြီးကျွန်တော်တို့စဉ်းစားစရာတစ်ခုကတော့အချိန်ဆိုတာဘလောက်ပဲပြောင်းပြန်စီးတင်ပါစေလူအားတွေအတွက်အရေးကြီးဆုံးကတော့ချစ်ချင်းမေတ္တာပါပဲဘင်ဂျမင်ကပြောခဲ့ဘူးတယ်ဘဝမှာဘာလို့ဖို့မှနောက်မကျသေးဘူးမင်းဖြစ်ချင်တဲ့သူဖြစ်အောင်အချိန်မရွေးကြိုးစားလို့ရတယ်တဲ့ကဲတကယ်ချင်းတို့ရောဒီဇလန်လေးကိုကြည့်ပြီးဘလို့ခံစားရတယ်လဲဘဝရဲ့အချိန်ကလေးကိုတော့ဘလို့အကျိုးရှိရှိအသုံးပြုနေကြတယ်လဲဆိုတာ comment မှာပြောသွားပေးကြပါဦးအခုတော့ movie recap တွေအမြဲကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ movies knowledge channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်